မင်္ဂလာပါခင်ဗျာဒီနေ့ပြန်လဲပြီးတော့စုံတွေ့ရတာဝမ်းသာပါတယ်ထမင်းရောစားပြီးပါပြီလားခင်ဗျာတချင်းလေးတစ်ပုတ်လောက်ကိုတော့ကြီးမွေးခြင်းပါတယ်ဒီလိုတိတ်ပဲမရှိတဲ့ဆွဲလာမှုရဲ့နောင်ကြိုတဲ့အနည်းမျိုးချင်းမှာအထားကလိုက်တော့မေအရွှေပြည်ကောင်းကလာနဲ့ဝေးဖို့ကစီတာသမျှတွေအဘယ်ရှင်ပြီးအကြည်လည်းမိုးသားရဲ့အောင်မှာပျော်ရွှင်ခြင်းရဲ့အစင်မှန်တွေပွေထားနိုင်ဖို့ဖယားမြတ်ရဲ့ရင်ခွေဖယားမြတ်ရဲ့ရွှေပြည်တော်ဘုံနာတက်မှာစံသားခွင့်ပေးပါအပြစ်နဲ့ကျွန်တော်အားအခွင့်လို့ချင်မှုပါအလံပြဖို့ဆောင်ပါနေကြတော့တတာမူပါတနေ့နေ့သခင်တို့ယုံစကဲတဲ့နေ့နာတင်တော့ကများနဲ့ဝီးရရဲ့စီကိုရောက်ဖို့အတောင်တရင်ဖို့အပီအလိုက်တော့မေအတရားများနဲ့စူရီအားလုံးသခင်ရဲ့ရှင်မောက်တော်အဘုံအပီအလိုချင်ဆုံးသောဘဝအတ္တတာအပိုင်ဆိုင်ဖို့အတွက်အတ္တကိုပြီးအတားပါပဲဖယားမြတ်ရဲ့ရင်ခွေဖယားမြတ်ရဲ့ရွှေပြည်တော်ဘုံနာတက်မှာစံသားဝင်ပေးပါအပြစ်နဲ့ကျွန်တော်အားအခွင့်လို့ချင်မှုပါအလံပြဖို့ဆောင်ပါနေကြတော့တတာစင်ဘေးနာမူပါတနေ့နေ့တခင်တို့အပိုင်ဆိုင်ဖို့အတွက်အသက်ကိုပေးအပ်ထားပါပဲဖယားမြတ်ရဲ့ရင်ခွေဖယားမြတ်ရဲ့ရွှေပြည်တော်ဘုံနာတက်မှာစံသားခွင့်ပေးပါအပြစ်နဲ့ကျွန်တော်အားအခွင့်လို့ချင်မှုပါအလံပြဖို့ဆောင်ပါနေကြတော့တတာစင်ဘေးနာမူပါတနေ့နေ့သခင်အားဖယားမြတ်ရဲ့ရင်ခွေဖယားမြတ်ရဲ့ရွှေပြည်တော်ဘုံနာတက်မှာစံသားခွင့်ပေးပါအပြစ်နဲ့ကျွန်တော်အားအခွင့်လို့ချင်မှုပါအလံပြဖို့ဆောင်ပါနေကြတော့တတာစင်ဘေးနာမူပါတနေ့နေ့သခင်တို့ရစရင်ဖျားရှင်ကောင်းကြီးပေးပါစေကျေးဇူးတော်ချီးမွမ်းပါတယ်ချီးမွမ်းသွားတဲ့ကိုမျိုးကြီးကိုဖျားရှင်တာ၍အသုံးပြုပါစေသူအမြဲတမ်းလို့ဖျားနိုင်ငံတော်အတွက်ဆိုရင်အားရင်အားသလိုတကယ်တော့မအားပါဘူးသူကြော်ညာတွေလည်းရရတယ်
nayi ကြောညာတွေသူ့မှာရှိတယ်ဖဏတ်ကြောညာတွေ Aerosoft ဆိုတဲ့ဖဏတ်ကြောညာရှိတယ်အဲ့ဒါသူပြန်သွားရင်ရရမယ်အခုဒီ Oppo ဆိုတဲ့ဖုန်းနောက်လဲလာအောင်မယ်အများကြီးပဲအဲ့ကြားထဲကနေပြီးတော့မှအားရင်2ရက်ရှိ2ရက်3ရက်ဆို3ရက်ပြေးလာပြီးတော့ဘုရားကိုဆက်ကတ်အဲ့ကြားထဲမှာ तू ကအခုမြန်မာပြည်မှာဟိုမြန်မာ God's Talent Show လည်းရှိတယ်အဲ့လိုအဲ့ဒီ show မှာလည်းဟို judge ဖြစ်တယ်ဆိုတော့မဟုတ်ရင် तू ဒီမှာတောက်လျှောက်နေလို့ရတယ်မနေ့ Saturday မနေ့ပြန်ဆို तू ပြန်ရမှာဆို Sunday မှာအဲ့ဒီ तू ပြီး judge လုပ်ပေးရမယ်ဆိုဘုရားခင်ပို့ဆောင်ချဖြင့်ရောက်ရှိလာတယ်တရားရှိတဲ့ညီကိုမောင်မတွေကိုဘုရားသခင်အယမ်းချစ်တယ်ဘုရားခင်ပို့ဆောင်ပေးလာတယ်နှုတ်ကပတ်တော်တွေဒါကြောင့်ဒီမှာလုံနေတဲ့သူတွေအတွက်လည်းကျွန်တော်ကျေးဇူးတော်ယဉ်ချီးမွမ်းတယ်ဥဆောင်တဲ့သူတွေပါဝင်တဲ့သူတွေဆက်ကတ်တဲ့သူအရောက်စီတိုင်းအထူးပဲကျေးဇူးတော်ချီးမွမ်းတယ်အသင်းတော်တီးတီးမှာရှိနေကြတဲ့ညီကိုမောင်မတွေပေါ်မှာလည်းဘုရားရှင်သား၍ကောင်းချီးပေးပါစေအသင်းတော်တီးတီးရတကယ်ပဲဘုရားရှင်နိုင်ငံတော်အတွက်လှုပ်ဆောင်တဲ့တကယ်ပဲကျွန်တော်ဖြစ်စေချင်တာတော့ကျွန်တော်ဒီမှာလှုပ်နေတဲ့အဓိကရည်ရွယ်ချက်ကလေတခြားမဟုတ်စစ်မှန်သောကိုးကွယ်သောသူတွေဖြစ်လာဖို့စစ်မှန်တဲ့ကိုးကွယ်တဲ့သူတွေဖြစ်လာဖို့ပြောချင်တာဟိုဘယ်ထဲမှာမှမရှိစေချင်ခရစ်တော်ထဲမှာပဲရှိစေချင်တယ်လူမျိုးဆွဲတွေဂိုင်းကနာဆွဲတွေဝါဒဆွဲတွေအဲ့ဆွဲတွေအလုံးမဖြစ်ဘူးအလုံးမဖြစ်ဘူးဆိုတော့အဲ့ဒီຢာတွေအလုံးတဖြည်းဖြည်းနဲ့ရွေ့လျားပျောက်ကွယ်သွားမှာဖြစ်တယ်တကယ်ပဲဖះရှင်ကိုးကွယ်တဲ့အရာတွေသာလင်တည်မြဲလာမှာဖြစ်တယ်ဒါကြောင့်သင်တကယ်ပဲဖះကိုကိုးကွယ်တော်သူဖြစ်ရလားဆိုတော့ပြန်ဆန်းစစ်ဖို့ကြောင်းဖြစ်တယ်ဆိုတော့ဒီချိန်မှာနှုတ်ကပတ်တော်ကိုခံယူဖို့ခြင်းဖြစ်တယ်အားလုံးကျမ်းစာကိုပါလာကြပါသလားအမေမပါပါဘူးဖုန်းတွေကောက်တော့မယ်ကျွန်တော်သိတာဘလို့ဖြစ်ကျမ်းစာကိုမပါလဲကျမ်းစာပါလာတယ်အဲ့ဒါဆိုမှန်းတယ်ဘယ်မှာလဲဆိုဖုန်းထဲမှာပေါ့အဲ့လိုပြောလို့ရတယ်ဘလို့ဖြစ်ပါလာတဲ့ဒါမျိုးရောက်စရာလည်းဖျက်ရှင်ကောင်းကြီးပေးပါစေအဲ့ဒါကိုမျိုးကြီးရဲ့ဇနီးတယ်ဖြစ်တဲ့အပေါ်တက်သွားတယ်ဆိုတော့သူဒီနေ့တော်ချောနေတယ်ဆိုတော့ရှေ့ကိုလာပါလို့ပြောတော့သူကမဟုတ်ဘူးတဲ့နေ့တိုင်းချောတယ်တဲ့ကျွန်မသူလို့ပြောရှာတယ် Okay ready ဖြစ်ပြီဆိုရင်ကျမ်းစာသင်ကြရအောင်ကျွန်တော်သင်မှာမဟုတ်ပါဘူးဆရာစံတိုလက်ခုပ်တီးပြီးတော့ကြိုဆိုရအောင်